ကမ္ဘာဖလားပွဲပြီးရလက်တွေထက်မိနစ်60အတွင်းမှာကြုံနေရတဲ့ drama moment တွေနဲ့ပတ်သက်ပြီးတော့မှပုံများတယ်လို့ပြောရင်လက်ခံကြမယ်လို့ထင်တယ်။ဆိုတော့ဒီနေ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ Rado Tech ဘက်ကနေတစ်ချက်ပြန်တွေးပြီးတော့ပြောကြည့်ရအောင်။ပြောရရင်ဘောလုံးပွဲတွေရဲ့ရတာက Video Assistant Referee လို့ခေါ်တဲ့ VAR တွေစပြီးပေါ်လာကြတဲ့တမျိုးပြောင်းလဲသွားခဲ့တာ။အရင်ခေတ်ကဘောလုံးပွဲတစ်ပွဲပြီးသွားပြီဆိုရင်ကို့အမြင်နဲ့ကို check လုပ်ကြတာများတယ်။ဥပမာဘသူသွင်းလိုက်တဲ့ကိုကလက်နဲ့ထိသွားတာမလို့ပေးလို့မရဘူးလို့ဘသူကို follow လိုက်လို့ဒါအနီးကပ်ပြတဲ့နေလို့ကို့အတွင်းနဲ့ကို action ယူကြရတာ။ဒါလိုကြီးတွေမရှိဘူးမဟုတ်ရှိတယ်။ဒါပေမဲ့သူတို့ကလည်းလူသားတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာရှိနေတဲ့ကစားသမား22ယောက်လုံးအပေါ်ကို awareness ပေးနိုင်မှုဆိုတာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူး။ဘောလုံးဆိုတာကလေဒီဘက်ဂိုးပေါက်ကနေတစ်ဖက်ဂိုးပေါက်စီကိုစက္ကန့်ပိုင်းတွင်ရောက်သွားတတ်တာဆိုတော့ထက်ချက်မကွာလိုက်ကြည့်ရင်လည်းမမြင်မိတာမျိုးတွေလွတ်သွားတာမျိုးတွေရှိတတ်တာလေတဘာဝပဲ။အဲ့ဒါကြောင့်မလို့ပဲ2012 Club World Cup နဲ့2014ကမ္ဘာဖလားတွေမှာဒီ goal line technology 2017 Club World Cup နဲ့2018ကမ္ဘာဖလားတွေမှာဒီလိုမျိုး video assistant referee လို့ခေါ်တဲ့ VAR system တွေကိုစတင်မိတ်ဆက်ခဲ့ပြီးတော့မှသုံးလာခဲ့တာအခုထိပဲအဲ့တော့အဓိကရည်ရွယ်ချက်ကအငင်းပွားပွဲရာကိစ္စတွေပြီးတော့ Queen ထဲမှာဒိုင်းနေမမြင်လိုက်တဲ့ moment တွေကို VAR team အကူအညီနဲ့ footage တွေကိုပြန်ကြည့်ပြီးတော့မှမျှတအောင်ပြန်လုပ်ပေးဖို့ရှေ့ကောင်တော့လိုမျိုးပဲဒီနှစ်ကမ္ဘာဖလားကလည်းနီးပညာအသစ်တွေကိုစမ်းသပ်မိတ်ဆက်လာပြန်သေးရဲ့ FIFA ဘက်ကပြောထားတာလေဒီနှစ်ကမ္ဘာဖလားကနီးပညာပိုင်းအရာဆိုရင်အစိမ့်မြင့်ဆုံးကမ္ဘာဖလားပြိုင်ပွဲလို့တောင်မှပြောထားတာအဲ့တော့ဒီ VAR ပြန်ကြည့်ဖို့တဲ့ footage တွေအတွက်ဆိုရင်လည်းပြိုင်ပွဲမစခင်ကတည်းကကစားသမားတွေစီကို 3D scan တွေကြိုယူပြီးတော့ resource တွေကိုကြိုပြင်ထားတာအဲ့ဒါကြောင့်မလို့လေ VAR ပြန်ကြည့်တဲ့အခါမှာ 3D animation ပုံစံနဲ့ခြေပြားလေးလူကျွံသွားတာအစဒါမြင်းချောင်းအတိအကျဆွဲပြီးတော့မှပြန်ပြောပြနိုင်တာအဲ့ဒါပြင်ဘောလုံးတွင်းထဲမှာထည့်ထားတဲ့ sensor တွေရဲ့ဒိုင်လုံကြီးတွေရဲ့နားမှာ referee camera တွေပါတက်ပြီးတော့ပွဲအတွင်းထဲမှာရှိနေတဲ့ moment တွေ footage တွေအကုန်လုံးအနီးကပ်အရယူပြီး monitor လုပ်နိုင်မှုအတွက်ပြင်ဆင်လာကြတယ်အနည်းဆက်ဆုံးပြောရရင်ပေါ်တူဂီနဲ့ခရိုအေးရှားကန်တဲ့ပွဲမှာနောက်ဆုံးမိနစ်ပိုင်းအလိုမှာခရိုအေးရှားအတွက်ဒီချေပါကိုဘောလုံးတွင်းထဲမှာရှိတဲ့စင်ဆာရလူကြုံဘောအဖြစ်သတ်မှတ်ပြီးတော့လုံးဝပယ်ဖြတ်ခဲ့လို့ 2-1 နဲ့ပဲရလက်အနေနဲ့ပွဲပြီးသွားခဲ့တာဆိုတော့တာမန်အမြင်ရဲ့ VAR ပြန်ကြည့်မယ်ဆိုရင်တော့မှလူထိမထိသတ်မှတ်ဖို့ကအရန်ခက်ခဲနေတဲ့အချိန်မှာဘောလုံးအတွင်းထဲမှာထည့်ထားတဲ့ sensor graph line လေးအကြောင်းမလို့တာဒီလိုမျိုးဆုံးဖြတ်နိုင်ခဲ့တာ referee ကင်မရာကြီးဆိုရင်လည်းနာမည်ကြီး tech company ဖြစ်တဲ့ Lenovo ကနေပြီးတော့မှနီးပညာပိုင်းကိုပံ့ပိုးပေးထားပြီးတော့အနည်းဆုံးမိနစ်60လုံးအငြိမ်မနေရဘဲနဲ့ပြေးလွှားနေရတဲ့ဒိုင်နိုကြီးတွေရဲ့ခေါင်းပေါ်မှာတက်ထားတဲ့ဒီကင်မရာတွေက AI stability နဲ့ပေါင်းစပ်ပေးထားတာအဲ့ဒါကြောင့်မလို့လေအခုလိုမျိုး footage တွေကိုအဆင်ပြေပြေနဲ့ဓာတ်ရိုက်ချက်ချင်းပြန်ကြည့်နိုင်တာအဲ့ဒါပြင် FIFA နဲ့ Lenovo နဲ့ပေါင်းပြီးတော့ AI Pro ဆိုတဲ့စနစ်ကိုတိစောက်ပြီးတော့မှပွဲတွင်းထဲမှာရှိနေတဲ့ data တွေကစားသမားတွေရဲ့ information တွေကို AI တွေကို explore လုပ်ခိုင်းနိုင်ပြီပြီးတော့ဘယ်နိုင်ငံက budget ဘယ်လောက်သုံးနိုင်မှဒီလိုမျိုး resource တွေကို73ခွင့်ပေးတာမျိုးမဟုတ်ဘဲနဲ့အသေးနိုင်အကုန်လုံးကိုဒန်းတူအသုံးပြုခွင့်ပေးထားတယ်အဲ့ဒါပြင် FIFA Intelligent Command Center တွေတိစောက်ထားပြီးတော့ပွဲကျင်းပတဲ့ Queen တွေအကုန်လုံးစကန်ကြိုပတ်ထားတာဖြစ်တဲ့အတွက်ပရိသတ်တွေအနေနဲ့ကကိုထိုင်မဲ့ပွဲလက်မဲ့ရဲ့ထိုင်ကုန်နေရာတွေစားတောက်ဆိုင်နေရာတွေပြီးတော့ဘယ်ဝင်ပေါက်မှာလူကျက်နေတာအစ monitor လုပ်လို့ရနေမှာဒီနည်းပညာအသစ်တွေကိုနောက်လာမဲ့ပြိုင်ပွဲတွေ league တွေမှာလည်း73ပြစ်မလားဆိုတော့တစ်ချက်တော့စောင့်ကြည့်ရအောင်ပေါ့ဆိုတော့ဒီလိုမျိုးနည်းပညာတွေတိုးတက်လာတာကဘောလုံးပွဲရဲ့ရတာကိုဘလို့ပြောင်းလဲလာစေရလဲအပေါ်မှာပြောခဲ့သလိုမျိုးပဲပရိသတ်တွေကကိုယ့်အမြင်နဲ့ကိုညင်းကုန်နေကြတဲ့အပြင်ပြီးတော့ဝေဖန်တန်တွေကလည်းဒိုင်လူကြီးတွေဘက်ကိုလှည့်လာတယ်။ဥပမာဘယ်ကိုတော့ဒိုင်လူကြီးက VAR တော့မကြည့်ပဲနဲ့ပေးလိုက်တာတို့ဘယ်အသင်းကိုဗတ်လိုက်တာတို့ကိုအားပေးတဲ့အသင်းရှုံးတာပဲဖြစ်ဖြစ်ကိုမကြိုက်တဲ့အသင်းနိုင်သွားတာပဲဖြစ်ဖြစ်ဝေဖန်တန်တွေထွက်လာကြတယ်။အထူးသဖြင့်နာမည်ကြီးအသင်းတွေရဲ့ပွဲတွေမှာဆိုရင်တော့ပူဆိုးတာပေါ့အဲ့တော့စဉ်းစားရမှာဒီလိုနီးပညာတွေတိုးတက်လာတာမှန်နေဆိုပေမဲ့ဒီနီးပညာတွေကိုဖြူဖြူစင်ရောအသုံးပြုနေကြရဲ့လားလူတွေအနေနဲ့ရောဒီနီးပညာတွေကိုအသုံးချပြီးတော့မှသူတို့ရဲ့လိုချင်တဲ့ရားလက်တွေကိုဖန်တီးယူနေကြရလားဆိုတာကိုတော့လူတိုင်းရဲ့ရင်ထဲမှာအတွေးကိုစီနေတော့ရှိကြမယ်လို့ထင်တယ်တကယ်လို့အရင်ခေတ်နှုံကြရတာဒီနီးပညာတွေပေါ်လာခဲ့မယ်ဆိုရင်1986ကမ္ဘာဖလားနှုံဟာဒီမာရာဒိုနာရဲ့ hand on golf လိုမျိုးသွင်းကူးမျိုးတွေကို Rado တွေအခုချိန်ဒီကိုတသားသားပြောခွင့်ရှိအောင်လားဆိုတော့စဉ်းစားစရာပဲအဲ့တော့ဒီနေ့တော့ကတော့ဒီလောက်ပဲပြိုင်ပွဲရလဲတဖြည်းဖြည်းချင်းဇက်ရှိန်တက်လာဖို့ပဲရှိရဆိုတော့ဘလို့ပြိုင်ဆိုင်မှုတွေဘလို့အငင်းပွားမှုတွေကိုထပ်ပြီးတော့မှခံစားရအောင်ပါလေပြီးတော့ဘယ်အသင်းနေရာချန်ပီယံဖြစ်ပြီးတော့ဘယ်ကစားသမားကဘာစုတွေရအောင်မလဲဆိုတော့
အတူတူရင်ခုန်ကြတာပေါ့အခုကြည့်နေတဲ့သူတွေရောဒီနေ့ပြောသွားတဲ့နီးပညာရေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲဗီဒီယိုမပေါ်ခင်တုန်းကဒီဘောလုံးပွဲရဲ့ရတာကိုထပ်ပြီးတော့မှပြန်မြင်ကျင်ကြတဲ့သူတွေရှိကြလားဆိုတာကိုခေါင်းမှာပြောသားပြီးပါအောင် right ပါနောက်ထပ်စိတ်ဝင်စားအောင်တဲ့ဗီဒီယိုတွေတူကြလာခဲ့ပါမယ်